ဘာတွေလောက်တော့ဆူတောင်းနေရတာလဲ ဘာလို့ဆူတောင်းတာလဲဆိုတော့အဲ့ဆူတောင်းတစ်ခုလေကိုနဲ့တဲ့နဲ့မင်္ဂလာမဆောင်ခင်မှာကိုသားပြီးဖြူပါပြီလို့ ဒီအသားတော့ဖြူလာတော့မလားခယူသေးဆွဲမှာပဲဖြူတော့မယ် ရတယ်လေကိုရဲ့တဲ့ရင်းနှီးမှုနဲ့လာဝင်ပါဘော ချစ်ကအဲ့လိုကြားလားကောင်းကောင်းပြောပါ ထားတာပါကိုရဲ့ဘာလို့ဆူတောင်းတာလဲဆိုတော့ကိုနဲ့တဲ့နဲ့အမြန်ဆုံးနှီးစက်ရပါစေပြီးရင်လေဦးအောင်မင်းအောင်ပေါင်းရပါစေလို့ဆူတောင်းနေတာ ကိုလည်းအများဆုံးနှိစက်ချင်ပါပြီတဲ့ဟုတ်ညာ ကိုသားလေးဟိုတက်တဲ့ငယ်ချင်းပိုင်ကြောလောက်လေအသားလေးနည်းနည်းဖြူကောင်းပါ ပိုင်ကျော်ကပါလာပြန်ပြီလားတခုခုပြောမယ်ဆိုလို့ရှိရင်ပိုင်ကျော်ကြောင့်မပါလို့မရဘူးလားကိုတို့ကယောက်ျားချင်းမလို့ပိုင်ကျော်အကြည့်တွေပိုင်ကျော်အပြောတွေကိုသိတယ်ပိုင်ကျော်မယိုးဘူးဆိုတာ ဟိုကလေတဲ့ဟိုတငယ်ချင်းတွေအတူတူအမြဲသွားလာနေတာဆိုတော့မျက်စိလည်းမြင်လို့ဟိုကအဲ့လိုပြောလိုက်တာပါစိတ်မဆိုးပါနဲ့ ပိုင်ကျော်နဲ့တော့မနိုင်ပါနဲ့ဟာတဲ့ရလေ မနိုင်ပါဘူးကိုရဲ့စိတ်မဆိုးပါနဲ့ပြီးတော့လေမဲမိမိုက်ကြတယ်ပြီးတော့လေပိုင်ကျော်နဲ့တဲနေတာကြိုက်မယ်ဆိုလို့ရှိရင်လေသူနဲ့ကတဲနေတာငယ်ပေါင်းနေသူ့ပဲကြိုက်မှာပေါ့ကိုတော်မှပဲကြိုက်စရာမလိုတော့ဘူး အမဟုတ်ပါပြီဟုတ်ပါပြီ ကိုတဲကိုယုံလား ယုံပါတယ်တဲကိုယုံကြည်ပြီးသား အဲ့ကိုအသားပြောင်းလို့ ဟောဒီအသားပြူတာပါလာပြန်ပြီလား စတာ ဒါဟုတ်ဒီလိုလုပ်ပါလားတဲ့ဟိုဟာလေအသားမဖြူရင်တော့မှတဲကိုနဲ့တူတော့လို့လိုက်မဲလိုက်ပါလားတဲ့ ကိုပြောသလိုဆိုလို့ရှိရင်လေတဲကနေ့တိုင်းနေကူတဲ့2နာရီတော့ထွက်ရက်ကမလို့ဖြစ်နေပြီခါမှာတော့ဒီလိုင်းလေးပဲကောင်းပါတယ်တယောက်ကဖြူတယောက်ကမဲဘဲဥကြီးကန်းဖြူတယ်လို့မျိုးဖြစ်တာပေါ့နော် ဒီမဲလာမှာပဲခြံလက်ပဲရမ်းနေတယ်ငါစိတ်ကောက်လာပြီနော် စတာချစ်ဖို့ကောင်းဒီလိုရယ်နော်ပြောလိုက်ပါဖြစ်တယ်ညာဖြစ်တယ်နဲ့ချိန်တိုင်းမြဲတဲ့တိုင်ပဲ ရှောက်ပြောမနေနဲ့ငါတို့တစ်ဖွဲ့လုံးနဲ့မှနေတောက်တဲ့ရေးသားစု ။နင်းကလေဒုက္ခပဲ။ငါကြီးသားရှိရပဲပြစ်ဖြစ်ကသည် ပြစ်တင်တာမဟုတ်လေချိန်နဲ့နင်းတယောက်ပဲနောက်ကျနေရလေ အော်ဆုမြတ်နင်ကငါ့လိုလူကြောလူလာမျိုးနင်မချိုက်ဘူးကိုလိုမဲမဲတက်တက်ကိုနင်ချိုက်တာငါတရားကြောက်လို့မဆုံးဘူး ။ကျတော့နင်းကလေရုံနဲ့စကားနဲ့မလိုက်ဘူးနော်။ငါပိုင်းပြောင်းနေတော့စိတ်ညစ်နေရရတယ်နင်းကတမျိုး အေးပါ ပြောလို့တာပြောတာပိုင်းရဲ့နင့်ကိုတော်တော်ချစ်တာနင့်ပေါ်မှာလည်းတင်းကြီးခံ ဟုတ်တယ်အဲ့ဒါတော့ဟုတ်တယ်ဟာဘာယူနေပြန်ကြိုက်လိုက်ပါလား ။အော်နင်တို့လည်းဟာမြောက်ဝေးစမ်းပါလေ။အတူတကယ်ကြီးလိုပဲခံစားလို့ရတာဟာ တကယ် ။ရတဲ့အာယုံဖြစ် တကယ်လို့နင်ပိုင်ကိုမချိုက်ဘူးနော်ငါ့ကိုပြောင်းချိုက်ပြီ ။တော့ပါနဲ့သူနင်းကတမျိုး ငါမမြင်ပါလားမလို့ငါလည်းပြောကြည့်တာပေါ့ ပိုင်းရလာမှသူမလာဘူးလား လာမယ်လို့ပြောကြတယ်ကြားလိုက်တာနင်ရော အေးဘူးဒီမှာဒီ ခုဒီမလာသေးဘူးကြားတာပိုင်းရတယ် အေးကွာဒီနေ့ရောဘလို့တော့နောက်ကြ လေနောက်ကျ ဟောမှလာပြီ ဟာပိုင်းလာပြီ ပြောရင်ဆိုနေပေါ်တော့မလာဘူး ညောင်းတာ နောက်ကြတာပဲ ဟောနောက်ကြနေလို့တဲတဲပြေးလာပဲဒီမှာလေစမကြိုက်တဲ့ငါပြောစီဝင်ဝင်နေ ။ကျေးဇူးပဲတကယ်ကြီး။ငါတကယ်ကြိုက်တာအဲ့ပြောပြီးတော့ အေးပါနေကြိုင်မသိလို့ဝယ်တာတီးမွေး ဟဲ့ငါနေမဟုတ်ဘူး။ငါကောင်ကြီးကလည်းရမ်းကြိုက်တာနော်။အာယူသွားလိုက် နင်ကဘယ်လိုသွားမှာလဲ ။ဟောသူနဲ့ချိန်ထားတာလေ။နင်မလာသေးလို့ဆောင် ဟိုနင်ကအခုတခါလဲသွားတော့မှာပေါ့ ။အသွားမှာပေါ့ငါတို့ရောက်တဲ့ကြာပြီဒီမှာစားပြီးလို့ဘိုင်းတောင်တင်းနေပြီ။နင်မလာသေးလို့ဆောင် နင်ကလေငါနင်ကိုစားစီချင်လို့ငါပြောသိတော့ဝယ်လာဒီနေ့တနေ့ကောင်အတူတူတကယ်ချင်းနေရှိမယ်ထင်လို့လေ ။ဩနင်စားနေနေတာငါသိတယ်အဲ့ကြောင့်လို့ငါစားမယ်လို့ငါချစ်သူလည်းကြွေးမယ်လို့ အဲ့လိုနင်ကငါ့နဲ့မနေတော့ဘူး မနေတော့လေဟာ तू လည်းဒီရက်တစ်ဖက်ပဲအားလို့စောင့်နေပြီ तू ကမှကြာပြီ အေးပါအဲ့ဆိုလည်းနင်တော့ ။ Okay တကယ်ချင်းကျေးဇူးအများကြီးတင်တယ်ငါယူရလိုက်မယ်ဒါကို။မာ။ဒီစားပြီလား။အမလေးဟဲ့ နင်ကလေအတင်းအတင်းတောင်ပြန်တော့တာပဲ အေးငါတို့တော့မကြွေးသွားတာ ဒါနင်တော့ဘူးလေဟိုပုံမှန်တစ်ခွက်လောက်ကြောက်ပြီးပါညံ့ပါဟာလေမင်းဒီအတိုင်းမနေတော့ အဲ့လေနင်းကတိုင်းမနေတော့မှလား ဟောငါဒီတိုင်းမနေလို့ဘယ်လိုနေရမှာ ဟုတ်တယ်ဒီတနေ့လေစွမြတ်ရဲ့လိုရာတွေကိုနေဖြည့်ဆည်းပေးနေရတယ် ဟာနင်မသိပါဘူးဟာစမနဲ့ငါဆိုငယ်လေးတွေငယ်တငယ်ချင်းတွေကြာပြီးကြတော့ငါတို့ငယ်လေးတွေချစ်တာအခုကြီးလာလဲသူကြီးသားရနေပြီဆိုပေမဲ့ငါသူ့ကိုဖြည့်ဆည်းပေးခြင်းတည်းငါသူပြောနေငါကျင်တတ်ပြီဟာအဲ့ဒါဟိုရှင်းနေပါ အေးတချင်းလေး ပြောရလေးပဲတင်ချင်တဲ့ဆိုမင်းပြောတာမင်းတို့လည်းအားနေနောက်ဖို့ပဲပြောတကယ်ပြောတာကွာပြောသွားအောင်လို့ တော့စားကြည့်တာပါနင်းကလေ ငါသူပြောမယ်ဆိုငါအရာရာဖြည့်ဆည်းပြီးဖို့အဆင်သင့်တယ်ငါပြောတယ်သူပြောတာလေးပဲတင်ချင်တဲ့ဆိုဟာဟုတ်လား ဟုတ်ပါ ဘာလို့ ဒါပါဦး လာပါလေထိုင်ပါပါ ဒီလိုချက်သွားတယ်ဟောအရင်ပြန်မှန်းတယ်ဘယ်ချက်သွား ဘယ်သွားမှာလဲဟိုမှာတငယ်ချင်းနေနေလေ တကယ်ချင်းလည်းမလုပ်နဲ့နော်နေ့တည်းကလည်းဖုံးဝင်းနေရပဲ ဟာဘာလို့လို့လဲကျွန်တော်ဘာလို့နေလို့တကယ်မွေး အားလုံးကမှလည်းနေ့တကယ်ချင်းစွမြတ်ဆိုတဲ့တရားကိုငါစိုက်ညာတော့ ဟာမမလည်း ဟုတ်ဘူးလား ဟုတ်တယ် ဟုတ်တယ်လုံးနေတယ်ဟိုမှာဟိုကရီးစားငုတ်တုတ်ကြီးနေပြီမြက်ဘာဖြစ်နေလဲတဲ့
ဟောမမရဲ့ကျွန်တော်ငယ်ငယ်လေးတွေကသူ့ကိုတစ်ဖက်သက်ကြိုက်တယ်သိရသားနဲ့သူ့ကိုချစ်တယ်အဲ့တော့သူပြောဖို့အတွက်ဆိုရင်ကျွန်တော်အရာရာပြေးဆက်ပြီးနေတယ်ဘာမှသူ့ကိုမထိခိုက် အေးသူ့တပားကိုစိတ်ဆင်းရအောင်ဒုက္ခရအောင်မလုပ်နဲ့နော် ဘူးမလုပ်ပါဘူးမမရဲ့ကျွန်တော်သူပြောနေရပဲတွေ့ချင်တာနော်သူပြောဖို့အတွက်ပဲကျွန်တော်ပြေးဆက်ချင်တယ် အေးနင်လည်းကြည့်ကြလို့နော်ငါဘာတမ်းမှမကြားချင်ဘူး မကြားဘူးစိတ်ချနော်သူ့ကိုလည်းမနှောက်ယှက်ဘူးသူ့ကောင်လေးကိုလည်းမနှောက်ယှက်ဘူးသူ့ဘာသာသူချစ်ကြိုက်သူတို့ကြိုက်နေလဲဘာမှမဖြစ်ကျွန်တော်သူ့ကိုအမြဲတမ်းချစ်နေမှာပေးဆက်ပြီးချစ်နေမှာမမကိုလည်းချစ်နေမှာစုမြဲစုမြဲ လာပြီ အေးဘာလဲအနေအသေးအံဖုံးဆက်ခေါ်နေ ဟောနင်ကလည်းကိစ္စရှိလို့ပေါ့ဟာ အေးလေဘာကိစ္စလဲကိစ္စရှိဖုံးထဲမှာပြောလဲရတယ်ဟာနင်ကလေ ဖုန်းနံပါတ်မပြောချင်လို့ပေါ့ဟာနင်ကလည်းအပြင်မှာတိတိကျကျတွေ့ပြီးတော့တိတိကျကျပြောချင်လို့ပေါ့ ဟာဘာပြောမလဲ ဟိုကခီးသွားချင်လို့ ဟိုနင်ကြီးတော့သွားပါလားငါလိုက်ရမှာ တော့ငါမခေါ်ပါဘူးငါသွားချင်လို့ပါဆိုမှာပဲ ဟိုနင်မနေသွားပါလားအဲ့ဒါငါ့ကိုဘာလို့ဖုံးဆက်နေ ဟုတ်လားဟုတ်တယ်ငါပတ်စံလူနေလို့ ဟောဗျာခီးသွားမယ်ဆိုပြီးတော့ပတ်စံလူတယ်ဆိုနင်ပတ်စံမစုထားဘဲနဲ့ခီးသွားမှာလား အော်နင်ကလည်းလက်မခုကလေးငါကောင်းအောင်မပြောဘူးစကားခွာနေရ ကောင်းပြောတာပါမဟုတ်ကောင်းပြောတာပါနင်ကလေ လူနေဆိုတာအများကြီးတော့မဟုတ်ဘူးလေဟာနင်နဲ့ပပပေါ့ ဘယ်လောက်တောင်ကုန်မှာမလို့ ငါဟိုကဆောင်းတော့သွားမှာဆောင်းတော့သွားတိတဲ့အတိုင်းပဲပြောခီးကနင်ကလည်းနင်းဆုံးလက်ထက်10သိန်းလောက်ရှိမှစီပြီ ဟာအဲ့ဒါငါ10သိန်းလုံးရှာပေးရမှာ 10သိန်းလုံးတော့မဟုတ်ဘူးလေဟဲ့နည်းနည်းပပပေါ့3သိန်းလောက်ပဲပေးငါမှနည်း 3သိန်းလောက်တွေးရအောင်နင်အဲ့ဒါလည်းပတ်စံမရှိဘူးလေငါစီမှာ နင်ကလည်းတငယ်ချင်းချင်းအလွယ်တကူပြောလိုက်မိတာပါခဏချီပြောတာပြန်ဆက်မှာပေါ့3သိန်းလောက်ပဲ ချီရဟုတ်တယ်လဲထဲမှာငါစီမှာလည်း3သိန်းမရှိဘူးကွာနင်ကလေ ဟာနင်အာကိုပြီးခေါ်လိုက်နင်ဘာမှလည်းသုံးစားမရဘူးဒုက္ခပဲ ငါအဲ့လိုတော့မပြောပါနဲ့ နင်ကမှတော့ငါလည်းမသွားတော့ဘူးဒုက္ခပဲပြင်းနေတာဟုတ်ကဲ့ နင်အရန်သွားကျင်တယ်လားအဲ့ခီကို သွားကျင်တာပေါ့သွားကျင်လို့တော့မှငါစီစဉ်ပြီးပြီပေါ့ အဲ့ဒါငါရှာပေးမယ်ဟာညနေငါလာပို့ပေးမယ် တ 3သိန်းရရင်ပြီးတော့မှာ ကယ်ပြောရနော် ဟုတ်တယ် ခရီးနော် အေးပါနင်သွားမှပြောမှာမလား သွားရင်တော့ပြောတာပေါ့ဟာနင်ကလည်းသွားကျင်လို့ပါဆိုမှာပဲ ပြီးရောအဲ့ဒါငါညနေရှာပြီးလာပို့ပေးမယ် အကိုကတငယ်ချင်းကျေးဇူးပဲ ဟုတ်တယ်မလုံးနဲ့အားရ ကိုကငါ့ကိုကိုကဘာမှ ငါခိုးတာနင်မြင်လို့လားလို့နင်ကလည်း ဘာမှမလုပ်ဘူးနင်နဲ့ရောက်လက်ရှိသူနဲ့ရောက်လက်ရှိလေဘာအောင်ညနေတာလဲ အသေးသက်ချုပ်ပြီးတော့ဘာလို့ရိုက်နေရလဲ တေတော့မယ်ဘာမှလည်းဥစ္စာဘာမှတော့ဝယ်ကြောက် မသုံးဘူးလို့နေရလဲဟာ ဘာမှမတော့မှာလေလို့ နားတယ်နား လို့နေနဲ့ငါလည်းရောက်လို့ဘောပါကြောက် ပြောမရ ကြောက် နေရလဲဟာ300ရှိလို့တော့ယူလိုက်တာအဲ့ ဘာ ဆို မှတော့လိုက်တာလေလို့နင်ပြောတော့စက်ကမရှိဘူးတော့လိုက်ကြောက် ပြောမယ် ကြောက် နင်ကအထက်မထုံနဲ့ပြောမယ် ပြောလို့ပြော ငါစုမြတ်လိုတယ်ဆိုလို့အဲ့ငါခဏပေးလိုက်တာ ဟာသူ့မြတ်လုံးသူ့မြတ်ကနေမရတာသူ့မြတ်ကနေတော့မှာပြီလား ငါကောင်မလေးတော့မဟုတ်ဘူးလေအနေရလဲသူလိုတယ်ဆိုလို့ငါခဏပေးလိုက်တာလူနေရလဲ ပြီးလေရောအဲ့ဒါငါပတ်စံလေးနေပတ်စံလားနေပတ်စံလားနေပတ်ပြားကြောက်ကြောက် ငါမှမရှိတာလူနေရလဲ အဲ့ဒါငါဒီစုတောင်းတာငါစုတောင်းတာမစားရမတောင်းရရဲ့နေကကိုကြီးပါနေငါတော့မရမနော် သူပြန်ပေးမယ်လို့ပြောတယ်နေရ ငါပတ်စံလောက်ကြလားဒီလားနေကအိမ်နဲ့တခိုးနော် မမလည်းအနေရလဲငါသူ့ရရောက် ဒီခေါ်ကြည့်လို့မမလည်းနောက်ခေါ်လို့ မခိုးတော့ဘူး ဟုတ်တယ်မင်းကိုမသိရဘူး မခိုးတော့ဘူးလို့အမြဲနေတဲ့မင်းရဲ့ပုံရိပ်လေးလေးချတာလေတငယ်ချင်းလို့အဲ့နာဘာတီးရပါဟောတငယ်ချင်းလို့နော်ငါတငယ်ချင်းမဖြစ်ချင်ငါရီးသားပဲဖြစ်ချင်နေရ မင်းရောက်ခဏတခါလေးစားပါ မင်းနာပါအမြဲနေတဲ့မင်းရဲ့ပုံရိပ်လေးလေးချတာလေတငယ်ချင်းလို့ပြောနေပေမဲ့နိုင်နေကချစ်နေခဲ့ဆိုတော့တွေကိုလည်းမြင်နေလေဝေးရမှာကျိုးသေးတဲ့ငါရဲ့တငယ်ချင်းလို့ပြောနေပေမဲ့မြဲ တော့တကယ်ကြီးလို့ပြောတာ တဲ့ လူတွေဆုံးနေရတာပေါ့ လက်ပြန်လိုက်တာ ကြတော့ကနေရှိရောက်လာတာပေါ့ဟာ ဒါပါရဲ့ ဩဒါကချောင်းသားအပြန်လက်ဆောင် ငါတို့ပါပါလဲ ဩငါပတ်စံလက်လွန်သွားလို့သုံးတာဒီလိုတော့ပါမလားဘူးဒါကငါချစ်အတွက်ငါချစ်သူလေးတော့ဝဲလာတာအသိဟာလဝါနဲ့ဟာလဝါချောင်းနဲ့နှစ်ဘူးဝဲလာတာအဲ့ဒါငါတော့ပေးမလို့ ဩအဲ့ဒါဆိုငါတို့တော့လက်ဆောင်မပါဘူးပေါ့သိပါဦးဟဲ့လက်ဆောင်တော့ကြည့်မိနေဆိုတော့ငါတို့တော့မြပါလားလို့ ဟဲ့ငါရလေအတုံးလုံးသွားလို့ပါဆိုမှပဲနောက်ခါကျမှထပ်ဝင်လာခဲ့မယ်လေခုကလည်းနဲ့ပတ်စံပြတ်သွားလို့တော့ ဟုတ်သားပဲမလည်း ပြရတယ် မလည်းဘာဆိုင်လို့လဲသူကခီးသွားပြီးတော့ပြန်လိုက်ဟာ တ
သိဘူးလေ तू ကလက်ဆောင်ဆိုတော့ငါတို့တက်တက်များလာတယ် ခီးသွားကြီးပြန်လာတိုင်းလက်ဆောင်ပါမလားထားလိုက်ပါတော့နေသွားမှပြောသွားလိမိုးချုပ်နေနေကြ နောက်ခေါက်သွားရင်တော့ဝယ်လာခဲ့မယ်ဟုတ်လေခယူတော့တိတ်လေးသိရမလားအဲ့ဒါလေးဝယ်လာခဲ့မယ်ငါနော် အေးပါအေးပါ ငါသွားတော့မယ်ငါစောင့်နေမှာ နေပြောခဲ့တယ်ပေါ့ ပြောတော့ဗောနေရလဲ ပြောခဲ့ရင်ပြီးရတယ် အောက်သွားမယ်နော်ဒါငါသွားလိုက်မယ် မိုးရွာနေကျူးဆိုင်မှာ အေးငါဖိပါတယ်ချိန်မှာထားခဲ့ ပြုံးလုံးနေနဲ့ဟိုကနေတော့အဲ့တော်တစ်ချောင်းတော့မပါဘူးငါတို့ဆရာယူထားတဲ့ဆံဘယ်တော့ပြန်လာလဲကွာ ။အော် तू ဒီနေ့မှပြန်အောင်လေဟောပေးမှာပေါ့ဟာနေရလဲတပတ်နှစ်ပတ်တော့စောင့်မအောင်နေ။ အေးမသိတာမရမလို့နော်ငါစုပ်ကိုခေါ်ရတယ်နော်ငါ့ကိုတိုက်ခွဲကြည့် तू မပေးရင်ငါပေးမယ်ဟာနေရလဲ အေးတိလို့နော်ဒီလိုကငယ်ကြောလည်းနည်းနည်းပါပြောနော်ငါစုပ်ကိုခေါ်ပြီးတော့တနာယူပြီးတော့ဘောအန်နာနော်အကောင်တနာယူဟဲ့နင်းနေမှစုပ်ပေါ်ဖောက်ပေးတယ်ထားလား ဟုတ်သားပဲနင်အဲ့လောက်ကြီးတော့လွန်တာပေါ့ ။နင်တို့ကလေဟာ तू လိုတယ်ဆိုလို့ငါဖောက်ပေးလိုက်တာလေ။မကလည်းပြန်ပေးပါမှာဆိုတကယ်ချင်းနေရှိမှာဘာဖြစ်နေလဲမသိဘူး အေးပြောရမှာပဲငါပဆောင်နေယူသုံးတာလေ ။ယူတော့တာမဟုတ်ဘူးလေခဏတော့ဟိုကလိုတယ်ဆိုလို့ပေးလိုက်တဲ့ဟာ ခဏတော့ကနေပစံလားဟမ် ။မရေကျွန်တော်တကယ်ကြီးအဲ့လိုပြောကြမလို့ပါ နင်ကဘာတိလို့ဝင်ပြောနေရဟမ်တ ။ ခိုးအဲ့ကောင်တခိုး တခိုးလို့ပြောနေနဲ့။ငါပြန်ချပေးမယ် အေးအဲ့ဆိုရှာပေးနင်းနဲ့ရှာပေး ။ချပေးမယ်ဟာ နင်းနဲ့ရှာပေးငါ့ကိုအော်နေငါ့ကိုမအော်နဲ့တခိုးကလူပြန်ရက်နေတယ် 啊哈，马上那哪里那啥了呢？ စားပြေကြွ 我你压的嘛？哎，给嘿，大家变多没变没？今天么搞？变没？ ပြန်မဆိုတော့ပြန် 变没？今天么搞？大家变没？我嘞，来干住哪么溜？ ကို ။ရဗျ။ အဲ့တကယ်ဖြစ်တယ်နော် ဟာဘယ်လိုမေးလိုက်တာလဲချစ်မချစ်။ဩတဲ့တဲဟိုနေ့ကလာပို့တယ်လေပသိမ်ဟာလောကလေအေးစားလို့ကောင်းတာပဲ မဲပြောကအဲ့ဒါရိုးရိုးပသိမ်ဟာလောကမဟုတ်ဘူးတဲ့အချစ်တွေမြစ်တာတွေစေတနာတွေအပြည့်နဲ့ဝယ်လာတဲ့ပသိမ်ဟာလောကလောက်ကောင်းတာ ဟုတ်မယ်အဲ့နေ့ကတနေ့ကုန်ထမင်းတော်မစားဘူးပသိမ်ဟာဝေးထုတ်ကြည့်လိုက်တနေ့ကုန်အဲ့လေးပဲထုတ်စားလိုက်တယ်ပီတီတွေကိုဖြဲလို့ မဲပြောတတ်ဟိုနောက်တစ်ခုကလေပိုတော်ကောင်းအောင်ပါ နောက်တစ်ခုဘယ်ဟာလဲနောက်တစ်ခုက ဟိုကလေအမတူတူလေးနှစ်ဘူးလေပသိမ်ဟာလောကကြောက်မဲမဲလေးကိုနဲ့တူလေ ဟိုဒီမမေလေးကပါလာပြန်ပြီတဲရလို့ကွာ ကိုကလေအဲ့ဒီမဲမဲလို့ပြောရင်ဟိုမခံဘူးနော်တက်ပြပြမယ်ကိုကမဲမဲတက်တက်မို့လို့တဲ့တက်မဲမဲချစ်တာဖြွင်တဲ့အဲ့လိုချစ်လား ပူပြီးဒီကောင်မလေးက မဲမဲတက်တက်မို့ချစ် တောင်အေးတောင်ရ ပဲမို့နေနီးနေပြီနော် သိရပါဘောတဲအဲ့ဒါပဲစဉ်းစားနေတာဒီနေ့တဲမွေးနေ့အတွက်အမှတ်တရဖြစ်သွားအောင်လို့စီစဉ်ကောင်းမလား အမှတ်တရဖြစ်တာမဖြစ်တာထက်လေမွေးနေ့ကျရင်ကိုနဲ့တဲ့နဲ့အတူတူရှိနေဖို့အဓိက ချင်းလေးရှိပါတယ်တဲ ဤရော 哎，兄弟，你要这么标你啊？喏， ဟောငါချစ်သူနဲ့ငါမပြောလို့ငိုးနေရ 你要标你不？哎，你要跟他在呢，你弟。 ဘိုင်းပြနေတယ်ငါနဲ့ပါဆိုင်လို့ 啊，三幺八嘞，厂家搞不三路，你搬运多起的，说， ဟုတ်တယ်လေ 啊，搬运多嘛，输不呀，跑不了，你又跑不来的， အာငါသူ့စီကကြီးတာသူ့မစီကကြီးတာမှမဟုတ်တာ तू ကအဲ့ဒါတော့သူ့ကဏ္ဍနဲ့ 啊，就后面要搬运标看的呀。 ဒုက္ခပဲဟာနေရတယ်ပြောခံတယ်ဘာဖြစ်လဲသူပြောခံ तू လောက်တာကိုပြောခံမှာပေါ့ 你爱情的，爱路的么标那里啊？人家的搬运年路的好屁别呢，你打出打呗，搬运找的年底的好， ငါဘာပြောလို့ပြောမှမသိဘူးနင်တို့အာယုံပဲ 有点心的飞哟。哦，人家爱搞的啥标的来的啦？ ဟုတ်တယ်ဒီကောင်တွေပလီငေါ့လာ ဘာတွေဖြစ်နေရလဲတဲ ဩဘာမှမဖြစ်ပါဘူးကိုကလည်းပြီးခဲ့တဲ့ဘက်တုန်းကတဲ့ခကြီးသွားတာအဲ့ဒါပတ်စံလူလူသွားပြီးယူထားတဲ့ကိစ္စကိုဒီကောင်ကပြောနေ ပတ်စံလိုတဲ့ကိစ္စကိုတော့ပြောတဲ့မှာလေပြောပြလို့ရပါတယ်ကို ဩမဟုတ်လေကိုကဟိုတလောတော့ကနည်းနည်းအဆင်မပြေဘူးဘာညာအဲ့လိုပြောနေတော့တဲ့ကိုစီကမတောင်းတော့ဘဲနဲ့သူ့စီကပဲသွားချိလိုက်တာဘိုင်းစီကပဲ ပိုင်နဲ့မပတ်သက်ပါနဲ့ပြောထားအောင်တဲသူစီကပတ်စံတော့သွားချိလိုက်သေးတယ်ဟဟလား အဲ့လိုလည်းမဟုတ်ဘူးလေကိုရဲ့အရေးကြီးလဲလိုအပ်နေတာဆိုတော့အလွယ်တကူသူ့စီကပဲချိလိုက်တာပေါ့ ရေးကြီးလိုရနေတာဆိုတော့ကိုအာမကူရတော့ဘူးကိုအာမကူတော့ဘူးလားတဲ ကိုအမှုကလည်းမဟုတ်ပါဘူးကိုကဘာမှမဟုတ်တဲ့ကိစ္စကိုအကြီးကြီးပြောမနေပါနဲ့ ဘာမှမတဲ့ကိစ္စမဟုတ်မယ်ကိုအတွက်ရေးကြီးရလေတဲအတွက်ဘာမှမဖြစ်ပေမဲ့ကိုခံစားရတယ်လေတဲကပိုင်ကိုဦးစားပေးနေရလား အဲ့လိုမဟုတ်ဘူးလေကိုကလည်းဒုက္ခပဲဘာပြောလို့ပြောမှန်းတော့မသိဘူး တဲအဲ့လောက်ဖြစ်နေမှာတော့တဲနဲ့ကိုနဲ့ရှေ့ဆက်ဖို့ကိုစဉ်းစားဖို့လေ ဟုတ်ဘာလို့တာလဲ တဲလေတဲအားကိုတဲ့ပိုင်ကြီးစီကိုပဲတဲသွားလိုက်တယ်ကိုနဲ့နောက်ဘယ်တော့မှမပတ်သက်တဲ့တော့တဲ ကိုမဟုတ်ဘူးလေ ကြားလိုက်တာဘယ်သွားနေလဲဟာဟဲ့စမငိုးနေရလား
ဘာလို့ငုံနေလဲနင်ဘာလို့လဲပြော ဘာဖြစ်ရမှာလဲငါချစ်သူလေ နင်စသူနင်ဘာလို့လဲလို့နင်စော်ကားတယ်လားဟောင်းက ဘာဖြစ်တယ်လဲ နင်စော်ကားလိုက်တယ်ဆို ဘာလို့ခေါ်ရတာမဟုတ်ဘူး ဘလို့စော်ကားရလဲ အမုတ်တဲ့ကြတွေကိုစော်ကားတာနင်းနဲ့ငါတွေကိုတမုတ်က ဟုတ်မဟုတ်လေတမောငါဘာလုပ်ဘူးလို့လဲလို့နင်ကိုနင်လို့ရှိမှငါဘာလုပ်ဖွဲ့ဘူးလို့လဲလို့ ဘာမှမလုပ်ဘူးအခုနေစီကပတ်စံကြီးတဲ့ကိစ္စနဲ့ငါ့ကို तू ကစိတ်ဆိုးပြီးတော့သူနဲ့ငါနဲ့ပြတ်ပြီးဆိုပြီးတော့ငါ့ကိုတော့အဲ့တော့ရစတဲ့ရမယ်ငါတို့တဲ့နဲ့ပြောနေတာနဲ့နေရမဲမဲတက်တက်မို့ငါတက်တက်မဲမဲချစ်တာလို့ဒီလောက်ပြောနေရဟောငါသူ့ကိုအရေးချင်တဲ့ဟော तू ကငါ့ကိုတော့ ငါဘာလုပ်ပြရမလဲ နေငါ့ကိုတနိုင်လောက်ကြီးတာလုပ်ပေးပါလား ဟမ်ဘာလုပ်ပြရမှာ တနိုင်လောက်လေးပဲငါချစ်သူဖြစ်နေပေးပါလား ငါနင်းချစ်သူဖြစ်တနားကြီးလောက်ဟိုငါနင်းချစ်သူဖြစ်ဆိုရင်လေတနားကြီးမကဘူးကွာငါတစ်သက်လုံးနေစင်တာတစ်သက်လုံးနေဆိုလဲနေပြီးနိုင်ပါလေဟာ ဟိုရပါတယ်တော်တော်လုံးမဟုတ်တနိုင်ပဲနေပေးပါလားနေ နင်းချစ်သူဖြစ်တနားကြီးနေပြီးမယ်ဟာအခုကျန်စားပြီငါနင်းချစ်သူဖြစ်သွားပြီ နေပေးပါနော် အေးတကယ်ဖြစ်ပြီ တကယ်နော် တကယ် โอเคရေတော့တိတ်လိုက်မိုးနေတော့မောင်းတယ် ဘာလုပ်တာလဲလို့ အားလုံးကမှလည်းငါချစ်သူကငါချစ်တာကိုသိရတာနဲ့ငါ့ကိုလမ်းခွဲသွားတာငါတို့မရိုက်ရက်လို့ငါချစ်သူကနင့်ကိုရိုက်တာ ဟောဒါကြောင့်ငါ့ကိုတနားကြီးလုံခိုင်းတာငါတော့ပြပြချင်းချင်းသမီးသားနေနဲ့ဖတ်မလားနမ်းမလားဆိုပြီးတော့ကူညီတာမသားမနားတာလေ